ရိုးရိုးလေထီခုံသမားနဲ့အထူးတက်ဖွဲ့ရဲ့ရန်သူဒေတာကိုရှောင်ခွင်းပြီးလေထီခုံတာဘယ်လိုကွာခြားမှုရှိလဲဆိုတာဘုသူရအောင်အရှုံးထိကြည့်လိုက်ပါပုံမှန်စစ်တပ်ကလေထီခုံသမားတို့ခုံချတဲ့အခါသူတို့ရဲ့ဝတ်စုံမှာကြိုးတစ်ချောင်းချိတ်ထားလေးရှိပါတယ်ဒါပေမဲ့အထူးတက်ဖွဲ့ဝင်တွေကြတော့ဘာကြိုးမှမပါပဲဒီတိုင်းခုံချလိုက်တာမျိုးပါအဲ့ဒီကြိုးကို static line လို့ခေါ်ပါတယ်ဒီကြိုးကိုသုံးပြီးစစ်သားတွေလီယန်ဘော်ကနေခုံချလိုက်တာနဲ့လေထီကအလိုလဲပွင့်သွားတာမျိုးပါဒါကထုတ်လုပ်မှု line တစ်ခုလိုပါပဲတက်စုတစုလုံးမိနစ်ပိုင်းအတွင်းမီဒီယံပေါ်ရောက်သွားနိုင်ပါတယ်မြန်ဆန်တဲ့ထီရောက်တယ်ပြီးတော့အလုံးဝရင်းနဲ့တက်ဖြန်ဖို့အတွက်အကောင်းဆုံးပါပဲဒါပေမဲ့အားနည်းချက်တစ်ခုတော့ရှိပါတယ်လေထီပွင့်သွားတဲ့အတန်းကတော်တော်နေကျဲလောင်ပါတယ်ခုံချတဲ့လမ်းကြောင်းကိုလည်းအလွယ်တကူခဏမှလို့ရတယ်လို့ရေဒါနဲ့တစ်ချက်လောက်စစ်လိုက်ယုံနဲ့ရန်သူကတင်ဘဲလီယာမှာရှိနေလဲဆိုတာအတိအကျထီထောင်မှာပါဒါကခိုးချောင်ခိုးဝက်ဝင်ရောက်တာမဟုတ်ပဲရန်သူလက်ထဲလစ်ဆောင်သွားပေးတယ်လို့ထင်နေတာပါအထူးတက်ဖွဲ့ဝင်တွေကြတော့နီးပြူအချင်းမတူပါဘူးသူတို့ကပေတောင်းထန်ကျော်အမြင့်ကနေခုံချပြီးရေဒါအောက်ကနေရှော့တိုက်ဝင်လာကြတာပါပြီးတော့မြေပြင်နဲ့ထီခါနီးမှာလေထီကိုဖွင့်လိုက်တာမျိုးပါအလွန်အမြင့်အေးဆက်တဲ့အပူချိန်အောက်ဆီဂျင်ကျက်လက်မှုတွေကြားမှာအတက်ကဲကိရိယာတွေကိုအသုံးပြုရတာပါဒါဟာစက်တိရှိဖို့လို့တလို့တီးကြပြီးတီးစေနိုင်လို့တဲ့အထိအန်ဒီယံများတဲ့လောက်ရပါပဲ